ငါခေါ်တော့ဘယ်လူတော့ဘွားကြီးကကျုပ်မမေးကြည့်ဒီငါလူတွေပဲသွားရတော့မပြောပါနဲ့အေးကြည်အိမ်ငါခလေးမအကြောင်းဟောသေးရင်တော့ဘလူမကောအေးဘွားကြီးဘာမှမသိဘူးဘလူမှမသိဘူးရမ်းတော့ဘာလို့တော့မေးကြည့်ရဲ့ဘာပြုလို့ရမလဲအေးကလေးနှစ်ယောက်ဘလူမလာလာစားသွားလို့အေးအတော်ဆိုးတဲ့သေခြင်းတို့ဘလူမငါတနာလဲတနာပါရဲ့အေးအခုတော့ဘလူမရံငါလွတ်အောင်ဆိုပြီးတော့အဝင်းမြို့ရွာမှာသွားမွေးဖွားရတယ်အေးဟုတ်ကဲ့အမေကြီးကြုတ်သွားပါဦးမယ်အေးကောင်းပါပြီတော့ကောင်းပါပြီထွက်သွားရောဘလူမထွက်သွားဘေးအိမ်ကမိန်းမတယောက်ကလာပြီးခွာကြီးဘာတော့လဲတို့ရှမ်းပြောနေတာပဲပေချင်းသိုးဘလူမလေးပါလေးနဲ့ခုနကလာမေးတာဘလူမတော့မလဲကြတော်မူလားဘလူမကကြတော်မူကြပါလို့